ထိုစဉ်ဖုန်းတကောက်ဝင်လာခဲ့ပြီးခင်မွန်းဖြစ်သူကီဗင်ရဲ့ရည်စားဟောင်းကရင်တနိုင်ငံလုံးသို့ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။သူမအပေါ်ထားရှိခဲ့တဲ့အစွဲလန်းတွေဟာလည်းချက်ချင်းပဲပြန်လည်နိုးထလာခဲ့ပါတယ်။အေမီဟာကရင်ရှိရာဟိုတယ်သို့အမျိုးသမီးသုံးပစ္စည်းများအခုချက်ချင်းတွားရောက်ပို့ဆောင်ပေးရန်အမိန့်ပေးခြင်းခံခဲ့ရပါတယ်။မိုးတက်မုန်တိုင်းတွေပြင်းထန်နေပြီးလမ်းပိတ်ဆို့မှုတွေကြောင့်သူမဟာမိုးရေထဲမှာပဲအပြေးလွှားသွားခဲ့ရတာကြောင့်ဖက်နှက်တွေလည်းပျက်စီးကုန်ပါတယ်။သူမရောက်ရှိသွားတဲ့အခါမှာတော့ထိုပစ္စည်းတွေကိုတိတ်တဆိတ်ပဲလွှဲပြောင်းပေးခဲ့ပါတယ်။ထိုညမှာခင်မွန်းဖြစ်သူကီဗင်ဟာအိမ်သို့ဒေါသတကြီးပြန်လာပြီးအိပ်ပျော်နေတဲ့အေမီအပေါ်သို့ရေတပုံးလုံးလောင်းချလိုက်ပါတော့တယ်။မင်းကရင်အပေါ်ကိုရေတွေလောင်းချခဲ့တာလားလို့သူကဆွဆွဲခဲ့ပေမဲ့အေမီကတော့ဘာမှပြန်လည်ငင်းခုန်ခြင်းမပြုခဲ့ပါဘူး။ကရင်ဟာရေလောင်းချခံရပြီးနောက်ဆေးရုံတက်ခဲ့ရတာကြောင့်ကီဗင်ကအေမီကိုဆေးရုံသို့အတင်းအကျပ်ခေါ်ဆောင်ကတောင်းပန်ခိုင်းခဲ့ပါတယ်။သူမဟာတမင်တက်တက်ထောင်ချောက်ဆင်ဆွဆွဲခံရတာဖြစ်ပေမဲ့လည်းကရင်ရဲ့ရှေ့မှာဒူးထောက်တောင်းပန်ခဲ့ရပါတယ်။ပြစ်ဒဏ်အနေနဲ့အေမီဟာကရင်ကိုဆေးရုံမှာပြုစုစောင့်ရှောက်ပေးဖို့အမိန့်ပေးခြင်းခံခဲ့ရပါတယ်။ကရင်ဟာသူမကိုတူနာပြုတွေနဲ့ကီဗင်ရဲ့ရှေ့မှာခြေထောက်ဆေးခိုင်းတာတစ်တီးတွေအခွန်နွားခိုင်းတာနဲ့အမိုက်ပစ်ခိုင်းတာစတာတွေကိုလှုပ်ဆောင်စေခဲ့ပါတယ်။တူနာပြုတွေကအေမီကိုတနာကယူနာတက်နေကြတော့လဲကီဗင်ကတော့ဒါကိုကရင်အပေါ်ထားရှိတဲ့တစ္ဆာဆောင်တိမှုလိုပဲလွဲမှားစွာထင်မြင်နေခဲ့ပါတယ်။နောက်ပိုင်းမှာကရင်ဟာကီဗင်နဲ့အေမီတို့ဇနီးမောင်နှံအတူရှိနေတာကိုမြင်တွေ့ပြီးနောက်ကုံတိုက်ရဲ့ဝရန်တာပေါ်ကနေခုန်ချခဲ့ပါတယ်။သူမကိုဆေးရုံသို့အပြေးလွှားပို့ဆောင်ခဲ့ရပြီးသွေးသွင်းဖို့အရေးပေါ်လိုအပ်လာခဲ့ပါတယ်။အေမီကတော့ချက်ချင်းပဲသွေးလှူဒန်းဖို့သဘောတူခဲ့ပါတယ်။သူမသွေးလှူဒန်းနေစဉ်ဖြူဖြော့နေတဲ့အေမီရဲ့မျက်နှာကိုကီဗင်ကြည့်ရှုပြီးနောက်တွေးတောစရာဖြစ်လာခဲ့ပါတယ်။ချစ်ချင်းမေတ္တာမရှိတဲ့အိမ်တော်ရေးတစ်ခုအတွက်ဘာကြောင့်ဒီလောက်အထိတီးခတ်နေရတာလဲဆိုတာကိုသူစတင်တန်တရားဝင်လာပါတယ်။ကရင်တတိယလာတဲ့အခါမှာတော့ကီဗင်နဲ့အေမီကြားမှာဘာတန်ရောစင်မှမရှိဘူးဆိုတာကိုသက်သေပြဖို့အတွက်အေမီကိုမိုးရေထဲမှာ24နာရီပတ်လုံးမတက်ရက်ခိုင်းရန်တောင်းဆိုခဲ့ပါတယ်။ကီဗင်ဟာတုံဆိုင်နေခဲ့တော့လဲနောက်ဆုံးမှာတော့ထိုအတိုင်းအမိန့်ပေးလိုက်ပါတော့တယ်။အေမီဟာဆေးရုံဝင်းအပြင်ဘက်မိုးရေထဲမှာနာရီပေါင်းများစွာတုံရင်နဲ့မတက်ရက်နေခဲ့ရပြီးလဲကျလူနီးပါးဖြစ်ခဲ့ရပါတယ်။